မင်္ဂလာပေါင်းနဲ့ပြည့်စုံကြပါစေမြန်မာဂေဇက်သတင်းဌာနကကျွန်တော်နိုင်စိုးအောင်ပါအခုကျွန်တော်ရောက်ရှိနေတာကတောင်ပိုင်းတိုင်းစစ်ဌာနချုပ်ကိုရောက်ရှိနေတာဖြစ်ပါတယ်တောင်ပိုင်းတိုင်းစစ်ဌာနချုပ်ကပဲခူးတိုင်းဒေသကြီးတောင်ငူမြို့နယ်မှာအခြေစိုက်တာဖြစ်ပါတယ်အခမ်းအနားကိုတိုင်းစစ်ဌာနချုပ်ရဲ့အေချမ်းဖြူခမ်းမမှာကျင်းပပြုလုပ်တာပါတောင်ပိုင်းတိုင်းစစ်ဌာနချုပ်မှာဒါအလင်းဝင်ရောက်လာဆိုလို့ရှိရင်ဒါအခုချိန်နဲ့ဆိုရင်အချိန်၄ချိန်မြောက်ရှိတော့ပါပြီဒီ၄ချိန်အတွင်းမှာအလင်းဝင်ရောက်လာတဲ့သူတွေက100ဝန်းကျင်လောက်ရှိပါတယ်သူတို့နဲ့တူဒါသူတို့အလင်းဝင်တဲ့အချိန်မှာလဲလက်နက်ခဲယမ်းတွေလည်းယူဆောင်လာခဲ့ကြတာဖြစ်ပါတယ်ဒီနေ့ဇူလိုင်22ရက်နေ့မှာလက်နက်ခဲယမ်းနဲ့အတူဥပဒေပေါင်းတွင်ဝင်ရောက်လာသူတွေကိုမိဘအောင်ထိပ်သူတွေထံပြန်လည်အနှံပေးခဲ့တဲ့အခမ်းအနားကျင်းပတာဖြစ်ပါတယ်ဥပဒေပေါင်းတွင်ပြန်လည်ဝင်ရောက်ခဲ့ကြသူတွေကသူတို့နဲ့ပါလာတဲ့တနက်3လက်ကြည်အိမ်4ခုကြည်မျိုးစုံ59တောင်လက်ပစ်ပုံ3လုံးတို့နဲ့အတူအခြားဆက်ဆက်ပစ္စည်းတွေကိုလည်းယူဆောင်လာခဲ့ကြတာဖြစ်ပါတယ်ယူဆောင်လာခဲ့ကြတဲ့ရင်းပစ္စည်းတွေကိုအလင်းဝင်ရောက်လာသူတွေကတိုင်းမှုဗိုလ်ချုပ်စိုးကျော်ထက်နဲ့တာဝန်ရှိသူတွေထံကိုလွှဲပြောင်းအနှံခဲ့ကြပါတယ်ဒါအပြင်အလင်းဝင်ရောက်လာသူတွေအထက်မှတနက်ပါလာသူတွေကိုတိုင်းမှုက350စီချင်းမြင့်ခဲ့ပြီးလက်နက်မပါသူတွေကိုတော့ငွေကျပ်9သိန်းနဲ့အခြားလက်ဆောင်ပစ္စည်းတွေကိုလည်းပေးအပ်ချင်းမြင့်ခဲ့ပါတယ်အလင်းဝင်ရောက်ခဲ့ကြတဲ့သူတွေကတော့စုစုပေါင်း19ဦးဖြစ်ပြီးတော့အဲ့ဒီထဲကမှအမျိုးသမီး2ဦးလည်းပါဝင်ခဲ့ပါတယ်အဲ့ဒီနောက်မှာအလင်းဝင်ရောက်လာသူတွေနဲ့မိဘအုပ်ထိန်းသူတွေကိုတိုင်းမှုဗိုလ်ချုပ်စိုးကျော်ထက်ကအမှားစကားပြောကြားခဲ့ပါတယ်ဒါအပြင်တိုင်းမှုကမိဘအုပ်ထိန်းသူတွေထံလိုက်လံအားပေးနှုတ်ဆက်စကားပြောကြားခဲ့ပြီးအလင်းဝင်ရောက်လာသူတွေကို၎င်းတို့ရဲ့မိဘအုပ်ထိန်းသူတွေထံကိုစနစ်တကျပြန်လည်လွှဲပြောင်းအနှံပေးခဲ့တာဖြစ်ပါတယ်။ UNG လက်အောက်ခံဘက်ကိုရောက်သွားတဲ့အချိန်မှာသူတို့ကြုံတွေ့ခဲ့ရတဲ့အခက်အခဲတွေကိုဒါအခုဆိုရင်သူကိုယ်တိုင်ကြုံတွေ့ခဲ့ရတဲ့အခက်အခဲတွေကိုပြန်လည်ပြီးတော့မျှဝေနေတာဖြစ်ပါတယ်။အတိတ်ကာလကတောင်းမျိုးကြောင့်ဓမ္မကိုရောက်ခဲ့ပြီးနည်းနည်းဆွဲကြတာအကြမ်းဖက်မှုလည်းတော့ဆောင်းရခဲ့မှုပါတယ်။အဲ့ဒီအချိန်ကခံယူချက်များတွေမှန်ကန်တဲ့လင်းချက်လက်တွေနဲ့လုံးစုံမှုတွေကြောင့်ဒါရလာပါတဲ့မိသားစုကနေနေတဲ့ဒီမှုတိုင်းပိုင်းနဲ့ဝိပါကြီးတော့တောင်းကြားထဲမှာအခက်အခဲနဲ့ဘဝကိုတည်တံ့ခဲ့ရပါတယ်။ဒီနေ့တိုင်းဒီကံရုံးတွေနဲ့တဏှာတွေကြားထဲမှာနေပေါင်းရောက်တော့တတိုင်းကျွန်တော်တို့ရေရှောင်းလာနေတဲ့လမ်းစဉ်ကတိုင်းပြည်နဲ့ပြည်သူတွေတကယ်ပဲကျိုးရှိရလားဆိုတဲ့မေးခွန်းကိုယင်းတဲ့အချိန်တွေမြင်ခဲ့ရပါတယ်အဆုံးမှာတော့ဒီနေ့ကညာစီဟာပြည်သူ့ချင်းကိုပေးနိုင်ပြီးငြိမ်းချမ်းတဲ့ဘဝကိုဘယ်တော့မှပေးနိုင်မှုဆိုတာကိုအကြည့်တရားနဲ့မြင်တွေ့ခဲ့ရပါတယ်ဒါကြောင့်ကျွန်တော်တို့ကတနက်ကိုဆုံးလို့ပြီးငြိမ်းချမ်းစွာနဲ့ဥပဒေပေါ်တွင်စနစ်တကျပြန်လည်နေထိုင်ရေးဆိုတဲ့လမ်းကြောင်းမှန်ကိုခြေလှမ်းဖို့ဆုံးဖြတ်ခဲ့တာပဲဖြစ်ပါတယ်ကျွန်တော်ဥပဒေပေါ်တွင်ပြန်လည်ဝင်ရောက်ဆုံးဖြတ်လိုက်တဲ့အခါစိုးရိမ်မှုတွေကောင်းမှုတွေရှိခဲ့ပါတယ်ကျွန်တော်တို့ကိုလက်ခံပါလားအရေးယူခံရမလားဆိုတဲ့တွေးပမှုတွေနဲ့ဥပဒေပေါ်တွင်ဝင်ရောက်တိုင်းတွင်ဆွေးနွေးခဲ့ပါတယ်ဒါပေမဲ့ဥပဒေပေါ်တွင်ဝင်ရောက်လာတဲ့အခါညှော်လင့်ထားတဲ့ပုံပုံနေပေးတဲ့ကြိုးစုံမှုစာနာနာတဲ့မှုနဲ့ကူညီဆောင်ရှောက်မှုတွေရရှိခဲ့ပါတယ်ခုလိုကံနာမျိုးကိုပြည့်ပြည့်ရရှိအောင်ကူညီဆောင်ရွက်ပေးကြတဲ့ကျေးဇူးတင်တဲ့အားလုံးကိုလည်းကျေးဇူးတင်ရှိပါတယ်ခင်ဗျာနာဂကာလတွေမှာကျွန်တော်တို့ဟာဥပဒေစိုးမိုးရေးနဲ့ငြိမ်းချမ်းရေးကိုမြန်လို့တဲ့တာဝန်ကြီးနိုင်ငံသားတရားဖြင့်ကောင်းမွန်စွာနေနိုင်ပါမယ်လို့ယတိပြုပါတယ်ခင်ဗျာကျွန်တော်တို့ရဲ့ဒုသာအထုံးမှုတွေနဲ့အတိတ်ကအမှားတွေကိုပြန်လည်ပြီးဆက်ပြီးလူ့အဖွဲ့အစည်းအတွက်တုံးဝင်တဲ့လူတွေဖြစ်အောင်ကြိုးစားကြပါမယ်ခင်ဗျာတော့တော့ဘုရားတဲ့လမ်းမလေးမှာရရှိနေတဲ့ရဲဘော်တွေဦးမင်းချင်းတွေမိတ်ဆွေတွေကိုလည်းဒီကနေတစ်ဆက်ဒီတကားကားမှာပြပါတယ်ခင်ဗျာဒီနေ့တိုင်းလည်းဟာဘယ်အခါမှအပြေမှလို့မပြေးနိုင်ပါဥပဒေပါတဲ့မှာတေချာမှုလုံခြုံမှုနဲ့အနာဂတ်အစစ်မှန်ရှိပါတယ်ဒါကြောင့်ရရှိနေသူတွေကိုလည်းဝိပါဒတွေကိုဘေးပယ်ပြီးဥပဒေပါအတွက်ဉာဏ်လို့ဉာဏ်လည်းဝင်ရောက်လာကြပါလို့ဒီပေါ်တော့မှာဖြစ်ပါတယ်ခင်ဗျာ
လက်ရှိကျွန်တော်ပါဝင်ဥပဒေပါဝင်ဝင်ရောက်လာခဲ့ကြတဲ့အဖွဲ့ဝင်တွေကိုဒုတိယအကြိမ်ဘဝတစ်ကိုပေးခဲ့ကြတဲ့တာဝန်ရှိသူတွေလက်ပြပေးခဲ့ကြတဲ့လူတွေနဲ့မေတ္တာနဲ့စီကြိုခဲ့ကြလူတွေကိုတိုက်ရိုက်တဲ့ကျေးဇူးတင်ရှိပါကြောင်းပြောကြားလိုပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ ကြည့်ရှုပေးကြတဲ့အားလုံးစိတ်ချမ်းသာကိုကြမှာရှိကြပါစေအားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ